မမေကျွန်တော်ကိုရဲကတော့ရန်ကုန်ရောက်တော့မမေကိုတတိရတယ် ဘာလဲမင်းဆရာမင်းကိုရွှေရောက်ခိုင်းလိုက်လို့လား ဟုတ်ပါဘူးရုပ်ရှင်တွေပဲရောက်လို့ပါ ဩရုပ်ရှင်ကိုပဲရောက်တော့ရုပ်ရှင်မင်းသမီးမေကိုတတိယဝါရဲဆိုပါတော့ မမေဒါဆရာနဲ့အိမ်တော်မပြုတ်ခဲ့ရန်ကောင်းပါပဲနော် ဘာဖြစ်လို့လဲမအောင်ဆွေ မမေကိုရုပ်ရှင်မင်းသမီးတယောက်လို့လွတ်လွတ်လပ်လပ်ချစ်လို့ရအောင်ပါ မင်းရဲ့အမှုပညာကိုချစ်တဲ့ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင်တော့အမြဲချစ်လို့ရတယ်လို့မမေပြောခဲ့ပြီးသားလေမောင်စေဖိုင်တွေ့ပြီမလားယူပြီးတော့သွားတော့လေ နေလားမမေ မဟုတ်ပါဘူးမမေလှုပ်เสียလေးတည်းရှိသေးလို့ပြီးတော့ချင်းထားရလေးတည်းရှိသေးလို့လေ ညီမအဲ့ဆိုကျွန်တော်ပြန်လိုက်ပါ